ခာဘုဂ္ဂိုလ်သုဟာတိလဘေခာဘုဂ္ဂိုလ်အဟံတတိရောတိနာသသာမိပသန္တောဘာဖယဣဒံမေပုညံအတဝခယံဟံဟောတုကေအမဂံဘုရားတတိတော်တတိတော်မာရုဣဒံပုညံဒီကောင်းမှုသည်အတဝခယံကမ္မတဝဘဝတဝဒေသတဝဝိဇာတဝဟုဆိုအပ်သောအတဝတရားဒီပါရုဤယေယာဘုံယာယေယာဆိုရဖြစ်သောနိဗ္ဗာန်သို့ဝဟံတောအရောက်ရောက်အောင်ရွတ်ဆောင်နိုင်သည်ဟောတုစေစေမသွေပါစေတည်းဣဒံပုညဘာဂံသဗ္ဗတတ္တနာဒေမဣဒံပုညဘာဂံဒီကောင်းမှုဒီကုသိုလ်ဖို့ကိုသဗ္ဗတတ္တနာ30 ဘုံ